ဟုတ်ကဲ့ပါငယ်ချင်းအားလုံးမင်္ဂလာပါဟုတ်ဒီမနေ့ခင်ကတော့အားလုံးကိုဟောရမယ့်ဆက်လေးနဲ့တိုက်ကြီးကစံစည်းရတာလေးဖြစ်ပါရဲ့အပေးပါဟောစံစည်းရတာ share ပဲနော်ခုနွေးပြီးတော့မှဒါစတန်ရှင်ရှမ်းဆန်းစာတွေကိုစိုက်တဲ့ငွေချင်းတွေအားလုံးဖေးခေါ်ပါတယ်ငွေချင်းတွေရောက်လာကြလို့မှန်းတာပါဒီနေ့ပေါင်းနေကြပါကိုဆွဲညွှန်ပြီးတော့ကျွန်တော်သွားစားတာ share ပဲဗျာတဲ့နော်ဒီလိုဝါဒီကိုဟုတ်တယ်သူတို့တွေကဟိုဘက်ဒီလိမ္မော်ချံဘက်မှာနေတော့သူတို့ဒီဘက်ကိုမရောက်နေဘူးပေါ့နော်ကိုကြီးကခေါ်ပေးလိုက်ဒီမှာမုံရင်းချင် share ပဲနော်ဒါကတော့ဆရာကိုယ်တိုင်နော်ဆန်ရှင်ဆရာပြန်ကြည့်ကြည့်အားပြုတ်ဆရာစက်ရိုးမဟုတ်ဘူးကိုယ်စက်သားတွေနဲ့ပြုတ်တာတောင်းရှယ်တယ်ဒီမပေါ်တော့ဘဲနဲ့ဆွဲလိုက်အင်းကရောင်းတဲ့ပစ္စည်း fancy ပုံနဲ့ဆွဲချတယ်ခေါင်းစင်လိုက်တော်ရင်ပေါ့ရတာပစံရတာနဲ့ share ပဲနော်ကြပါshare
န်စည်းမှာနော်ထူခြားတာလေးကတော့စံစည်းဖက်ကတက်ဒီအနှစ်ရတာတွေတက်စီဖြစ်မနေဘဲနဲ့ဘုတ်ဖတ်မှာပဲဒီအနှစ်ရတာတွေရှောက်နေတယ်နော်စားရတာရှယ်ပဲချက်သားရတာလည်းအများကြီးပဲနေရာကတော့ကျွန်တော်တို့မြသီတာ9လမ်းဆိုတာကတော့မပြောတော့ရက်ကွက်တက်တီဒေသတွေအားလုံးကသိပါတယ်နော်မြသီတာ9လမ်းထိပ်မှာရှိရနော်ချက်သားနဲ့3500ကျပ်ဖြစ်ပါတယ်အားပေးပါဟုတ်သူမျိုးမိပါဘာပြောဖို့လားမသိလေယာကတော့ OEC တွေအားလို့ပဲเนาะဘယ်လိုပြောရမလဲပေါ့เนาะလေယာကတော့ရှမ်းခေါက်ဆွဲရှမ်းစသတဲ့တင်ချင်းပေါင်းတဲ့အားလုံးလုံးဝနှစ်သက်မယ်လို့ 100% recommend ပေးပါတယ်ကျေးဇူးအများကြီးတင်ပါတယ်တင်ချင်းပေါင်းတဲ့အနေနဲ့နောက်ရက်ဒီမှာလည်းဘယ်လိုထူးခြားတဲ့ရတာရှိတဲ့စားဟာတွေ breakfast နဲ့ပြန်တွေ့မလို့ဆိုတာကိုအားပေးပါအောင်ကျေးဇူးအများကြီးတင်ပါတယ်that's all